brand တစ်ခုရဲ့တန်ဖိုးကိုဘယ်လိုမျိုးသတ်မှတ်လဲ brand positioning ဆိုတာဘာလဲဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရဲလင်းနိုင်ပါ brand positioning ဆိုတာဘာလဲဆိုတာကိုကျွန်တော်ဥပမာလေးနဲ့ပြောပြပေးပါမယ်ကျွန်တော်တို့မှာ car brand 3ခုရှိတယ်car brand 3ခုမှာဆိုရင် Porsche ရယ် Jeep ရယ် Volvo ရယ်ဆိုပြီးတော့3ခုရှိတယ်အဲ့ဒီ3ခုလုံးရဲ့ price တွေကလည်းမတူကြဘူး brand တွေကလည်းမတူကြဘူးဒါပေမဲ့တူတဲ့အချက်ကဘာလဲဆိုတော့တနေရာနေမှာတနေရာကိုရောက်အောင်ပို့ပေးရဆိုတဲ့အချက်ကတော့တူကြတယ်ဒါဆိုရင်ပထမဆုံးကားတစ်စီး Porsche ကကျန်တဲ့ကား2စီးလုံးထဲဘာကြောင့်ဈေးကြီးနေရတာလဲကျွန်တော်တို့ Porsche ကားမှာဆိုရင်တို့ကအမြန်နှုန်းနဲ့ဒီဂုံထိပ်ကာပိုင်းဆိုင်ရာကိုရောင်းချတယ် Jeep ကတော့ကျွန်တော်တို့စွန့်စားလို့စိတ်နဲ့တနေရာနေပြီးတော့တနေရာကိုသွားခြင်းနဲ့လွတ်လပ်တဲ့စိတ်ကိုရောင်းချပေးတယ်Volvo ကားတွေကတော့မိသားစုလုံခြုံရေးနဲ့စိတ်အင်းချမ်းသာမှုကိုဦးစားပေးပြီးတော့ရောင်းချပေးရပဲဖြစ်ပါတယ်ဒီလိုမျိုးကားရောင်းတာပဲဆိုပေမဲ့ဒီလိုမျိုးမတူညီတဲ့ဒီ story တွေအားသာချက်တွေ positioning တွေနဲ့ရောင်းချတာဖြစ်ပါတယ်လုပ်ငန်းတွေတူတယ်လှုပ်ဆောင်ချက်တွေတူတယ်ဒါပေမဲ့သူတို့နေရာယူထားပုံ brand positioning ကတော့လုံးဝမတူပါဘူးတကယ်တော့ဈေးနှုန်းသတ်မှတ်ပေးရဆိုတာဒီထုတ်ကုန်ပစ္စည်းတက်တက်ပဲသတ်မှတ်ပေးတာမဟုတ်ဘူးထုတ်ကုန်ပစ္စည်းပေါ်မှာပဲမူတည်နေတာမဟုတ်ဘူးသူ့နောက်က story ကလည်းဒီ brand ရဲ့တန်ဖိုးကိုသတ်မှတ်ပေးတဲ့နေရာမှာပါဝင်တာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူတွေကကျွန်တော်တို့ဒီပစ္စည်းပဲတက်တက်ဝယ်တာမဟုတ်ဘူး။အဲ့ဒီပစ္စည်းကသူတို့ရဲ့ image ကိုဘယ်လိုမျိုး support ပေးလဲထောက်ပံ့ပေးလဲဘယ်လိုမျိုးအသုံးဝင်လဲဆိုတဲ့အရာကိုပဲဝယ်တာကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ brand positioning တစ်ခုရဲ့အစစ်အမှန်စွမ်းအားတစ်ခုပဲ။ brand တစ်ခုကပစ္စည်းတစ်ခု product တစ်ခုကိုရောင်းတာတဲ့ဆိုင်ဝယ်သူတွေရဲ့စိတ်ထဲမှာအဲ့ဒီ brand ကဘယ်လိုပုံစံမျိုးနဲ့နေရာယူထားလဲဆိုတာပို့ပြီးတော့အရေးကြီးတာပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့ brand positioning ဆိုတာဘာလဲသိသွားလောက်ကြပြီလို့ကျွန်တော်ယုံကြည်ပါတယ်ကိုယ့်ရဲ့ brand တွေကရောဒီ customer တွေရဲ့စိတ်ထဲမှာဘယ်လို story မျိုးနဲ့ပြောပြနေလဲဖန်တီးနေလဲဆိုတဲ့ဥစ္စာကို comment မှာဝါလို့ရပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့